Hi အားလုံးပဲဒီနေ့တော့ကျွန်တော်တို့မျိုးပြရဲ့မုန်းချက်မှုတွေကတည်းခဏခွာပြီးတော့တဘာဝအလှတရားတွေနဲ့အေးချမ်းလာတဲ့လူရိုးတော်ကြာကန်စီရှိအောင်တွားကြပါမယ်လိုက်ခဲ့ကြပါအောင်နော်ရွှေညောင်ကနေရက်စော်သွားတဲ့လမ်းပေါ်မှာရှိတဲ့လက်ကီမြင်ကွင်းကနေစိတ်ဆိုးပြီးတော့လေစိတ်ကိုတကယ်လန်းဆန်းစေတယ်ရွှေညောင်ကနေဆိုလို့ရှိရင်20-25မိနစ်ဝန်းကျင်လောက်မောင်းသွားရောက်နိုင်ပါတယ်ကဲအခုဆိုရင်တော့လူရိုးတော်ကြာကန်ကိုရောက်ပါပြီခင်ဗျကံရည်ပြေးမှာအပြည့်ပွင့်နေတဲ့ဂျာပန်ရောင်စုံတွေရဲ့နောက်ခံတောင်းတန်းကြီးရဲ့ကတကယ်ကိုကြီးကားတစ်ချက်လိုပဲဒီမှာတပ်ပုံရရလေဘလို့ရရလှနေရောပဲမနက်ဆိုရင်ကိုကွဲမတိုင်မီနဲ့ညနေဆို4နိုင်ခွဲနောက်ပိုင်းမှာတော့တပ်ပုံရလို့အကောင်းဆုံးပဲလှေငားရင်တော့မိနစ်30လောက်ကိုကန်နဲ့ပတ်ပေးပြီးတော့1000ခွဲချက်ကြပါတယ်ဘရုံမာကြားတွေဖွေးဖွေးလွတ်အောင်ပွင့်တဲ့ကာလဖြစ်တယ်လို့တပ်ပုံရတဲ့အခါဆိုလို့ရှိရင်တော့ပိုးကောင်လေးတွေရှိတတ်တာမို့သတိပြုဖို့လိုအပ်ပါတယ်ခင်ဗျကန်နီးတစ်ဝိုက်မှာလည်းစားတောက်ဆိုင်တွေများစွာရှိပြီးတော့ကြိုက်တဲ့ဆိုင်ကိုဝင်ပြီးတော့လည်းအနားယူပန်းပြေနဲ့စားတောက်လို့ရပါတယ်ကဲဒီလိုနေရာမျိုးမှာခဏလောက်ထိုင်ပြီးတော့စိတ်ပန်းပြေရတာနဲ့တကယ်ကိုအေးချမ်းပြီးတော့ weekend အတွက်ဆိုလို့ရှိရင်စိတ်မောပြေမကောင်းတဲ့နေရာလေးတစ်ခုပါခင်ဗျ